မိမလာတောင်းနေပြောအဆွေဆွေကဲညီလာကိစ္စဘာကိစ္စမကြီးကိုလာတောင်းတာပါရှင်ငါနဲ့တက်ကြီးနေပါပြီရှင်ရှင်အော်မဟုတ်ပါဘူးဟိုဆွေရဲ့တမီးလေးနဲ့ကျမသားလေးကမိသားညနေကြလို့လေအဲ့ဒါဆွေရဲ့တမီးလေးကိုမိသားဖသားပြီးလာတောင်းတာပါရှင်ငါလေအဲ့လိုပြောစမ်းပါကျမတမီးကိုကျမလေအကြီးမှန်းထားတာနိုင်ငံခြားသားနဲ့ဂိုင်းကြီးမှနားသိချင်တာရွာနာမြက်ရွာမစားဆိုတာအဲ့စကပုံရှင်းလက်ကြောက်ရမလားမဆွေဒီဂိုင်းလေးလည်းမတေးရှာပါဘူးဒီကဆောင်ပြင်းလဲတဲ့ဧကနဲ့နွားနှစ်ချင်းမှလက်ဖွဲ့အောင်ပါနော်ပြေပုတ်ဆုံးမ不懂，我也别为了哦。ပုတ်ဆုံးမလဲဝမ်းလာလို့ဆွဲမိဆွဲရဆွဲလာမိတာအော်ဒါနဲ့ဟိုတမီးလေးရဲ့ဆန္ဒရောအန်တီတိပြစီ။ဩတမီးလေးမလို့ဘူး။တမီးကရမ်းလိမ်ပါလား။အမေတခိုးဆိုတခိုးမဲတဘောတူတယ်သိလား။လက်ခံနဲ့။ဒါဆိုတော့ဝမ်းတာတာပေါ့ရှင်။ဒါဆိုရင်လည်းကျမတို့မင်္ဂလာရက်ကောင်းရက်မြက်လေးကိုရွေးလိုက်ကြတာပေါ့ရှင်အညိုမိမရပြီဗျာချောက်ဝါရှင်စာစုပ်အခုချင်းချင်းလက်မှတ်ထိုးဘာကွာရှင်းတာဆုံးမှလက်မှတ်ထိုးရမယ်နိုင်ရဲ့မင်္ဂလာဆောင်တာတရက်မပြည့်သေးဘူးလေကိုဘာများလိုအပ်ချက်ရှိနေလို့တော့အော်မတိဘူးရှင်နဲ့ပေါင်းရတကယ်စစ်စင်းရဲတဲ့အခုချင်းအမေအိမ်ပဲပြန်တော့မယ်နိုင်ရဲ့အဲ့လိုမလုပ်ပါနဲ့နန်းဟဲတာဘာဖြစ်တာတော့မနဲ့ဆောဆူညင်နဲ့ဘာဖြစ်ကြတော့တာမိမအိမ်ဘွားနေဆင်းသွားပြီမေရဲ့ဘာလို့တော့တောက်ကွာရှင်းမယ်တဲ့ဘာကွာရှင်းမယ်မနေ့ကမှငါမင်္ဂလာဆောင်ပွဲလုပ်ထားပေးရလေငါမှတော့မနေ့ညမိုးနဲ့အိပ်ပြောတော့မိတ်ကပ်တော့တုံးတော့ဘာမှမလုပ်ရသေးဘူးလုံးနေပါနဲ့တော့အဝတ်စားလဲဝတ်လက်စားနဲ့လေတာမိမပြန်ပြီးလိုက်ခေါ်ပြီးနော်မင်းနော်ခေါ်ပေးရမှာပေါ့နေရစေလားလာတော့မလားဒါမေတို့တက်လူပေါင်းလာမဆွဲတော့ဆွဲဘာလို့ညီတော့အော်ဒီဟစ်နေသူများအိမ်မှာလက်တိတ်တယ်တော့တမီးအိမ်ပေါ်ကနေဆင်းသွားတဲ့ကိစ္စရှင်းစမ်းမအောင်ညီမဆုံးမထားဘူးလားဟမ်မရှင်တို့ရဲ့တမီးကိုလည်းကျမကလေတင်တောင်းတက်တယ်လဲထားပေးထားတယ်မင်္ဂလာဆောင်ကိုလည်းပြည်တီဦးအင်တာကျော်စင်တို့လိုမျိုးမရော့အောင်လုပ်ပေးချင်လို့ဒီမှာကျမရဲ့လေကွက်ကြီးကတော့ငါတကြီးစီမှာပေါက်နေတာလုပ်ပေးထားတယ်တောင်ချင်းရဲ့တမီးကဘာချိုးတာနဲ့အဲ့ဒါရှစ်သားညာလို့လေဒေါ်မခိုင်ရဲ့ငါသားညင်တယ်လို့ပြောရအောင်ငါတာဘာဖြစ်နေတာတော့အော်မခိုင်ညီကညီသားကြောင်မသိဘူးပဲဒါနဲ့ညာမိမပေးစားချင်သေးရဲ့နင့်နာငါသမီးပါအေးဟဲ့ဘာရင်းများနင့်နာနေတော့ကျမသားရောအိုနာကျိုးကိုက်ဖြစ်နေလို့လားဟမ်အေးအိုနာကျိုးကန်တော့အန်တီသားဆက်ကောင်းရင်ကောင်းမယ်အန်တီသားတုံးစားလို့ကိုမရဘူးဟဲ့ကမမင်းကဘာတွေလိုချင်နေတဲ့အလဲဘာတွေမျက်မှတ်မောနေတဲ့အလဲပုတ်ပွင့်လင်းလင်းတာပြောချလိုက်အန်တီကမသိတာလားမသိချင်အောင်ဆောင်းတာလားကျမလေမင်္ဂလာဦးညကိုအကြီးမျောလင်းထားတာအခုကတဲတဲတုံဖြစ်ကုန်ပြီမမခေါက်ဆွဲတော့သူလည်းကြောင်းမယ်အခုကညော့ကြနေရပဲလောက်တော့မလို့ပြောစီနဲ့ဟုတ်လားတာအမေကဘာလို့ကြုံမပြောတာလဲမေပြောမနေပါနဲ့တော့မရွာတဲ့လူတွေအောင်ကြည့်နေတားရှက်လာမေပြန်စို့ဟဲ့မခိုင်ရှင်းတယ်နော်ငါသမီးပြောညှိကြားတယ်မလားငါသမီးကိုလင်ပေးစားတယ်ဆိုတာရှုပေါင်းုံတက်မဟုတ်ဘူးကလေးမွေးစေချင်လို့လင်ပေးစားတာငါလည်းမြင်းစီစဉ်တယ်နဲ့တောင်းတော့ငါတို့မျိုးဆက်အပြတ်မခံနိုင်ဘူးဟောမဆွေရဲ့ဒါတာရေးသမီးကိစ္စပဲလို့တီလေးပြောလို့ရပါတယ်ဒီနေ့ဝထားတဲ့ဝန်ဆက်လေးကလည်းလာလိုက်တာစိတ်ဆိုးရင်ရုပ်ဆိုးတတ်တယ်နော်ဒီမအန်တီမိမသားချင်းကိုချင်းစားပါဒီလိုအိမ်ထောင်ဒုက္ခအပြည့်ဝမပေးနိုင်တဲ့ယောက်ျားမျိုးနဲ့ဘလို့နေမှမပေါင်းနိုင်ဘူးဟွာချင်းစားဆုံးပါလက်မှတ်ထိုးပေးပါစားတယ်နော်ဒီလိုမျိုးမေပြန်ရအောင်တော့တားရင်ရှက်လာပြီတာပိုက်မျိုးတော့တရွာလုံးတိကုန်ကြပြီလာပါပြန်ရအောင်နော်ထိုင်စမ်းပါအေးငါသားရဲ့ဟိုမှာခမီးခမတ်တွေပြောလိုက်တာငါသားအမှန်ပဲလားဟမ်ပြောစမ်းပါအမေကိုအမေကလည်းအမေကိုတာဒီလိုကိစ္စကြီးပြောစရာလားလို့ဟဲ့နင်အခုလိုမျိုးမပြောလို့လဲတရွာလုံးရဲ့ရှေ့မှာတာမီးနဲ့ဆိုတော့အချက်ခွဲခဲ့ပြီလေပြတ်နင်ကိုကြည့်ရတာမျက်စိကိုမူးနေရပဲဘာဖြစ်နေရလဲဘာမှမဖြစ်ပါဘူးမေတာမိမကိုတားပြန်ခေါ်ချင်တယ်အမေပြန်လိုက်ခေါ်ပေးပါလားမခေါ်ချင်ပါဘူးနင်ခေါ်ချင်လဲနင်ဘာနဲ့နင်ပဲတော့ခေါ်ငါတော့တစ်ချက်ကနေနှစ်ချက်တော့အခွဲမခံနိုင်ပါဘူးအမေတားလေအခုအရန်နေအားရှိနေပြီတာမိမကိုလည်းတာအသက်တည်ပြချင်တယ်အမေရဲ့နော်လိုက်ခဲ့ပြီဟဲ့နင်တေချာလို့လားတေချာပါတယ်အမေရဲ့အမေပေးတဲ့ညာမောင်ကလေတာအခုအစွမ်းနေပြနေပြီအမေရဲ့မရတော့လာပါနော်လာပါအမေခေါ်လိုက်တော့တာ
အမေမပဲယူတောက်ခေါ်လိုက် မရလေ ခေါ်အမေကြောက်တယ်ခေါ် နန်းရေနန်း မဆွေ ဟဲသမီးလာကြည့်စမ်းညီယောက်ျားနဲ့ညီယောက်ခမတော့ကာရှိစာချုပ်လာပို့လားမသိဘူး ပို့ပါစေပေါ့မဆွေရဲ့အေးအောင်လေးပါလေးလဲရှင်းပါဦး ကဲခမီခမဒီခါဘာလာတော့တော့ ကျမသားလေးကလေဟိုသမီးလေးမနဲ့မရှိမနေနိုင်ဘူးတဲ့အခုကျမသားလေးကလေအရင်လိုမဟုတ်တော့ပြောင်းလဲသွားပြီအခုဆိုရင်လေကြမထောက်မတန်မဖြစ်နေပြီစမ်းတုံးကြည့်ပါလားယင်မာတော့လို့ဟိုသမီးလေးကိုလေကျမသားလေးနဲ့ပြန်ပေါင်းကြည့်ပါလားလို့အဲ့ဒါလာပြောတာ အမေသမီးလုံးဝပြန်ပေါင်းနိုင်ဘူးနော် သမီးအမေပြောလို့ပြောနေရသမီးကိုလေအမေလိုခုလည်းမဖြစ်စေချင်ဘူးသမီးရဲ့တော့သမီးယောက်ခမလည်းချောချောမောမောလာခေါ်နေရဆိုတော့သမီးလိုက်သွားလိုက်ပါနော်သမီး အာမင်းကလည်းသမီးကဘာကိစ္စနဲ့လိုက်သွားမှာလို့အဲ့လို3မိနစ်ကောင်းလဲသမီးဘယ်တော့မှအဆင်မပြေနိုင်ဘူး ဟောနန်းရေကိုကလေအရင်လိုမမခောက်ဆွဲမဟုတ်တော့ပါဘူးငါပေါင်းဖြစ်နေပြီ ဟဲငါဘောဆိုကြိုက်တယ်ရှင် ဟဲသမီးအမေကိုနှုတ်ဆက်သွားအောင်လေ တားရဲ့ပြင်းလို့ပါဟာအမေလေးပေါ်လွှင့်နေပြီ အမေမေပေါ်လွှင့်နေပြီ